ရက်ခြားမှာနေထိုင်ရင်အနုပညာသမားတွေရဲ့နောက်ွယ်ကဇာတ်လမ်းတွေကိုဖော်ထုတ်နေခဲ့တဲ့ဒရိုက်တာပြည်ဟိန်းတီဟာရဲ့ပြောကြားချက်အရရုပ်ရှင်ထုတ်လုပ်သူဘိုးဆန်းနဲ့ချစ်သူတွေဖြစ်နေကြကြောင်းဖော်ထုတ်ခံလိုက်ရတဲ့တရုတ်ဆောင်မင်းမြင့်မို့မင်္ဂလာပါပရိသတ်ကြီးရှင် MRTV4 ရုပ်သံဇာတ်လမ်းတွေကနေတဆင့်နာမည်ကြီးလာခဲ့ပြီးနောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားတွေအဆက်မပြတ်ရိုက်ကူးခွင့်ရခဲ့သလိုအနုပညာသမားတွေရဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့အကယ်ဒမီဆုကြီးကိုပါလက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့တရုတ်ဆောင်မင်းမြင့်မို့ကတော့အခုလက်ရှိမှာအနုပညာကြီးအမြင့်ဆုံးရတဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်အောင်မြင်လျက်ရှိတာပဲဖြစ်ပါတယ်။တရုတ်ဆောင်မင်းမြင့်မို့ဟာအနုပညာလောကမှာအောင်မြင်ရုံသာမကစီးပွားရေးလုပ်ငန်းတွေကိုလည်းတစ်ခုပြီးတစ်ခုချဲ့ထွင်လုပ်ကိုင်လျက်ရှိရာမြမရှီဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ပကံညာဦးမှာပကံမြို့သူဆိုတဲ့ဟိုတယ်ကိုလည်းဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ယောက်ျားလေးပရိသတ်အများစုရဲ့အားပေးခြင်းကိုခံခဲ့ရတဲ့တရုတ်ဆောင်မင်းမြင့်မို့ဟာသူ့ရဲ့အခြေရေးနဲ့ပတ်သက်ပြီးပရိသတ်တွေကိုပွင့်ပွင့်လင်းလင်းချပြထားခြင်းမရှိသူလည်းဖြစ်ပါတယ်။အခုတစ်ခါမှဆိုရင်တော့တရုတ်ဆောင်မင်းမြင့်မို့ဟာရုပ်ရှင်ထုတ်လုပ်သူဘိုးဆန်းနဲ့ချစ်သူတွေဖြစ်နေကြတာဖြစ်ကြောင်းဒရိုက်တာပြည်ဟိန်းတီဟာကဖော်ထုတ်ပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်မင်းမြင့်မို့အနေနဲ့အကယ်ဒမီရတဲ့ဆိုတာကလည်းဘိုးဆန်းထုတ်လုပ်တဲ့ကားတွေနဲ့ပဲရခဲ့တာဖြစ်ပြီးတချို့ပရိသတ်တွေကတော့သူတို့နှစ်ယောက်အကြောင်းကိုရိပ်မိနေတာကြားပြီလို့လည်းဆိုကြပါတယ်။အကယ်ဒမီဘေးပွဲမှာတုန်းကလည်းအတူတူထိုင်တာကိုမြင်တွေ့ခဲ့ကြတဲ့သူတွေလည်းရှိပြီးခဲ့တဲ့ရက်ပိုင်းတုန်းကကျင်းပခဲ့တဲ့ထုတ်လုပ်သူရွှေမန်းရဲ့မင်္ဂလာဆောင်တုန်းကဘိုးဆန်းကမင်္ဂလာပန်းစည်းဖမ်းမိခဲ့တာဖြစ်တဲ့အတွက်မကြခင်မှာဘိုးဆန်းနဲ့တရုတ်ဆောင်မင်းမြင့်မို့တို့ရဲ့မင်္ဂလာသတင်းကိုကြားရတော့မှလားလို့ပရိသတ်တွေကမျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။အနုပညာအတိုင်းဝိုင်းကတော့ထုတ်လုပ်သူနဲ့မင်းသမီးဆိုရင်တော့နေနဲ့လရွှေနွဲများလို့ဖြစ်နေတဲ့အတွက်အမြန်ဆုံးလက်ထပ်ဖို့အတွက်တိုက်တွန်းနေကြတယ်လို့လည်းဆိုပါတယ်။မသိတဲ့ပရိသတ်တချို့ကတော့နာမည်ကြီးမင်းသားတယောက်နဲ့မင်းမြင့်မို့ကိုသဘောတူခဲ့ကြပေမယ့်အမှန်တကယ်မှာတော့တရုတ်ဆောင်မင်းမြင့်မို့ကသူမဘဝအတွက်အများကြီးအထောက်ပံ့ဖြစ်နိုင်တဲ့ထုတ်လုပ်သူတယောက်ကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့ရောထုတ်လုပ်သူဘိုးဆန်းနဲ့မင်းသမီးမင်းမြင့်မို့တို့ကလိုက်ဖက်မှုရှိလားသဘောတူရဲ့လားဆိုတာကိုဖြေချပေးခဲ့ကြပါဦးရှင်။